16 သင်းရှုံးထွက်ရဲ့နောက်ဆုံးညအာဂျင်တီးနားနဲ့အီဂျစ်ဆွစ်ဇာလန်နဲ့ကိုလံဘီယာကဲရှေ့ပွဲတွေမှာတော့ထွက်တဲ့သူတွေထွက်ကုန်ပြီကြံခဲ့သူတွေကြံခဲ့နေပြီကဲဒီညတော့16သင်းရှုံးထွက်ရဲ့နောက်ဆုံးညအာဂျင်တီးနားနဲ့အီဂျစ်ပွဲကိုပွဲကောင်းရွေးချယ်သုံးသပ်ပါမယ်ဒီပွဲမှာအာဂျင်တီးနားမနက်ခင်းကြေးတုန်းမှာတလုံး90ရှုံးကိုပေါင်းကြီးနှလုံးရှုံးပေးထားပြီးတော့လက်ရှိညနေဈေးတန်းရောက်လာတော့အာဂျင်တီးနားအသင်းကတလုံး80ရှုံးဆိုပြီးတော့ပြား30ထိကိုကြေးတက်လာတယ်နော်ဘော်ဒီကြေးတက်လာတယ်ဒီကိုပေါင်းကြီးနဲ့ဒီဘော်ဒီကြေးကိုချိန်ကြည့်ရင်အီဂျစ်အသင်းကိုဂိုးမပေးထားတာလုံးဝသိတာပါတယ်အာဂျင်တီးနားတစ်ဖက်တည်းဂိုးသွင်းမယ်ဆိုတဲ့ကြေးတန်းကိုဖွင့်ပေးထားတာပါဒီကြေးတန်းလက်တွေ့မှာလည်းအာဂျင်တီးနားနောက်တန်းတော်တော်လေးမာကြောပါတယ်ကွင်းလယ်ခန်းစစ်ကစားသမားကောင်းတယ်လို့နောက်တန်းမှာရှိတဲ့ခရစ္စတန်ရိုမဲရိုနဲ့လီဆန်ဒရိုမာတီနဲ့အတွဲရတယ်တော်တော်လေးကိုတွဲဖက်ညီပြီးတော့မမထန်ထန်နဲ့ကိုနောက်တန်းကတော်တော်လေးကိုချစ်လက်တယ်ပေါ့နော်အီဂျစ်အနေနဲ့ကအဲ့နောက်တန်းကိုထိုးဖောက်ဖို့ခက်လိမ့်မယ်အဲ့အတွက်ကြောင့်ဒီကြေးတန်းဖွင့်ပေးထားလို့ယူဆပါတယ်အဲ့ဒါကြောင့်ဒီညတော့ကျွန်တော်တို့ကြေးတန်းနောက်ကိုလိုက်ပြီးတော့ကျွန်တော်ဒီပွဲကိုဂိုးပေါင်းအောက်ကိုဦးစားပေးကြိုက်ပါတယ်ဘော်ဒီမှာတော့ကျွန်တော်အာဂျင်တီးနားဘော်ဒီကိုပဲကျွန်တော်ရွေးပါတယ်ဒါပေမဲ့ဘော်ဒီတော့တိတ်မကြိုက်ပါဘူးဘော်ဒီ1စီလောက်နဲ့ပြီးသွားရင်ဘော်ဒီကနင်းနာမှုရှိတဲ့အတွက်ကျွန်တော်ကတော့ဒီပွဲကို1စီ2စီလို့ပဲမှန်းတယ်အဲ့အတွက်ကြောင့်ကျွန်တော်ကဒီပွဲကိုဂိုးပေါင်းအောက်ကိုကြိုက်ပါတယ်အီဂျစ်တိုက်စစ်အနေနဲ့အာဂျင်တီးနားနောက်တန်းကိုထိုးဖောက်ဖို့ခက်လိမ့်မယ်လက်တွေ့မှာလည်းအဲ့အတွက်ကြောင့်ဒီညအီဂျစ်ဂိုးရဖို့ခက်တယ် PDDS no ဆိုတဲ့ဈေးကွက်ကိုလည်းဖွင့်ပေးထားတဲ့အတွက်ကျွန်တော်ကဒီည1C 2C လို့ပဲမှန်းတယ်ဒီပွဲကိုကျွန်တော်6ပေါင်းအောက်ကိုကြိုက်ပါတယ်ကဲနောက်တစ်ပွဲကိုထပ်သွားရင်နောက်တစ်ပွဲကတော့ Switzerland နဲ့ကိုလံဘီယာပေါ့ဥရောပကိုစားပြုအသင်းနဲ့တောင်အမေရိကကိုစားပြုတဲ့အသင်းပေါ့ကိုလံဘီယာကဒီ World Cup မှာမထင်ထားလောက်အောင်ကိုတော်တော်လေးကိုကောင်းမွန်တဲ့အသင်းတစ်သင်းပေါ့နော်ဆွစ်ဇာလန်အသင်းကလည်းရှေ့ပွဲတွေမှာတောက်လျှောက်ရလက်ကောင်းပြီးထိုးသားကိုကြိုးပြထားတဲ့အသင်းတစ်သင်းပေါ့နော်အဲ့လိုအသင်းနှစ်သင်းဒီချိန်မှာဒါတွေ့နေတာပါကွာတာဖိုင်နယ်ကိုဥရောပအသင်းတော်တော်များများတက်ရောက်နေတဲ့အချိန်မှာတောင်အမေရိကအသင်းနှစ်သင်းတက်ရောက်ဖို့ကအာဂျင်တီးနားရှေ့ပွဲမှာတက်ရောက်ဖို့များနေတယ်လို့ဒီညကိုလံဘီယာတောင်အမေရိကအသင်းတွေတသင်းနေတယ်ကိုလံဘီယာလည်းနောက်ဆင့်တက်မယ်လို့ကျွန်တော်ကတော့ယူဆပါတယ်ဒီပွဲမှာကိုလံဘီယာကဘော်ဒီဂျေး level 50ရှုံးပေးထားပြီးတော့ကိုပေါင်းကြီးနှလုံး30ရှုံးဆိုပြီးပေးထားပါတယ်နော်ဘော်ဒီဂျေး level 50မှာကိုလံဘီယာဒီပွဲကိုလုံးဝမရှုံးနိုင်ဘူးကျွန်တော်တို့ကဒီပွဲကို9မှုနဲ့တစ်ချက်လဲပြီးတော့ကိုလံဘီယာဘော်ဒီကိုယူပါမယ်ကိုလံဘီယာအသင်းရဲ့လုံးနိုင်စွမ်းကိုကျွန်တော်တို့ယုံကြည်ပြီးတော့ကျွန်တော်တို့ကိုလံဘီယာဘော်ဒီပဲကြိုက်ပါတယ်ဒီပွဲမှာတော့တခြားအချက်လက်တွေရှိရဆိုပေမဲ့တိတ်ပြီးတော့ဆွဲထုတ်စရာလိုမနေတော့ပါဘူးဒီပွဲကတော့ကိုလံဘီယာဘော်ဒီကိုပဲကျွန်တော်တို့ရဲရင်ယူရမှာပါအဲ့တော့ကျွန်တော်ဒီညတော့ဒီပွဲကိုကိုလံဘီယာဘော်ဒီကြိုက်ပါတယ်အဲ့ဆိုရင်ကျွန်တော်ဒီညအကြိုက်တွေကအာဂျင်တီးနားပွဲမှာဂိုးအောက်ကိုကြိုက်ရတယ်ကိုလံဘီယာနဲ့ဆွစ်ဇာလန်ပွဲမှာကိုလံဘီယာဘော်ဒီအဲ့နှစ်ကွက်ကိုပဲကျွန်တော်ကြိုက်ပါတယ်အာဂျင်တီးနားဂိုးအောက်နဲ့ကိုလံဘီယာဘော်ဒီပါကျွန်တော်ရဲ့ YouTube channel ကိုလည်း like and subscribe လုပ်ခဲ့ပါအောင်အားလုံးပဲကွက်လက်ပါ